အင်္ဂလိပ်လိုအကြောင်းပြချက်တွေကိုဘယ်လိုပြောမလဲအင်္ဂလိပ်လိုအကြောင်းပြချက်တွေကိုဘယ်လိုပြောမလဲဒီနေ့သင်ခန်းစာမှာဆရာကအင်္ဂလိပ်လိုအကြောင်းပြချက်တွေကိုလွယ်လွယ်လေးဘယ်လိုပြောမလဲဆိုတဲ့အကြောင်းကိုဆရာပြောပြမှာဖြစ်ပါတယ်။ Okay ကြည့်အောင်ဒီမှာနော်နမူနာလေးနဲ့ Why do you study English မင်းအင်္ဂလိပ်စာကိုဘာဖြစ်လို့လေ့လာလဲဘာကြောင့်လေ့လာရလဲ I study English to get a better job ငါအင်္ဂလိပ်စာကိုလေ့လာတာပိုကောင်းတဲ့အလုပ်တစ်ခုရဖို့အတွက်ငါလေ့လာတာဖြစ်ပါတယ် Why you late မင်းဘာဖြစ်လို့နောက်ကျနေတာလဲ I was late because of traffic နော်ဒီ traffic ကြောင့်မို့ငါ traffic နေလို့ငါနောက်ကျနေတာပါ Why did you stay at home မင်းဘာဖြစ်လို့အိမ်မှာနေနေတာလဲ I stay at home because it's rain မိုးရွာတဲ့အတွက်ကြောင့်မို့ငါအိမ်မှာနေနေတာပါအဲ့တော့ဒီမှာအကြောင်းပြချက်ကိုသုံးထားတာဒီပထမအဖြစ်မှာဆိုရင် I study English to get a better job ငါအင်္ဂလိပ်စာကိုလေ့လာတာပိုကောင်းတဲ့အလုပ်တစ်ခုရဖို့ငါလေ့လာတာဖြစ်ပါတယ်ဒီမှာကြည့်အောင်ဒီဟာဒီဆရာတို့ကအကြောင်းပြချက်ကိုပထမနေလန့်ဒီ2verb infinitive 2 by 1နေလန့်ဖြစ်ပါတယ်အဲ့တော့ဘာလို့ရန်ပေါ့ဆရာတို့เนาะအဲ့တော့2 by 1နဲ့ပြောတာဖြစ်ပါတယ်အဲ့တော့ဒုတိယအဖြစ်မှာဆိုရင် why you late မင်းဘာဖြစ်လို့နောက်ကျနေရလဲ I was late because of traffic เนาะ traffic ကြောင့်မို့ငါနောက်ကျနေတာပါဒါဆိုရင်ဒီနေရာမှာဆရာတို့ဘာသုံးရလဲဆိုရင်because of ပြောပါတော့ because of ဆရာတို့က noun နဲ့သုံးသွားတာဖြစ်ပါတယ် because of noun နဲ့သုံးသွားတာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ဒီ why did you stay at home မင်းဘာဖြစ်လို့အိမ်မှာနေနေတာလဲ I stay at home because it's rain မိုးရွာလို့ငါအိမ်မှာနေတာပါဒီမှာဆိုရင်ဆရာတို့က because ရဲ့နောက် subject ရဲ့ verb ရဲ့ဆိုလို့ဆရာတို့သုံးသွားတာဖြစ်ပါတယ်အဲ့တော့အကြောင်းပြချက်ကိုပြောတဲ့နေရာမှာဒီလိုနီလန်းလေးလွယ်လွယ်လေးနဲ့ပြောလိုက်ရင်လုံးဝအဆင်ပြေပါတယ်ဒါဆိုရင်အနည်းချုပ်နေနဲ့အကြောင်းပြချက်တွေကိုပြောတဲ့အခါမှာပထမနီလန်းဒီဆရာတို့က2 by 1ဖြစ်ပါတယ်ဒုတိယနီလန်းဒီဆရာတို့ because of ကိုဆရာ noun လိုက်ပြီးတော့စကားပြောတာဖြစ်ပါတယ်တတိယချက်ဒီဆရာတို့ကဗာလဲဆိုရင် because subject verb နဲ့သုံးပြီးတော့ဆရာတို့ကအကြောင်းပြချက်ကိုပြောသွားတာဖြစ်ပါတယ်ဒါဆိုရင်ဆရာမြန်မာလိုပြောကြည့်မယ်အလုပ်လုပ်ရဆိုရင် to work ပတ်စံဆိုရဆိုရင်to save money ကိုရီးယားမှာလုပ်လို့ရန် to work in Korea ဂျပန်ပြည်မှာလုပ်လို့ရန် to work in Japan တရုတ်စာလေ့လာရန် to study Chinese ဂျပန်စာလေ့လာရန် to study Japanese okay ဒါဆိုရင်2 by 1ဖြစ်ပါတယ်because of noun နဲ့တွဲကြည့်အောင်ငါမိသားစုကြောင့်ဆိုရင် because of my family ငါအဖေကြောင့် because of my father ငါကိုကြောင့် because of my brother မင်းကြောင့်မလို့ because of you မင်းရဲ့အပြုံးလာလေးကြောင့်မလို့ because of your beautiful smile ငါကောင်မလေးကြောင့်မလို့ because of my girlfriend okay ဒီနေရာမှာအစားသုံးပြီးတော့ကိုယ့်အတာကိုအတူလေးအရင်လေ့ကျင့်ပါနော်ပြီးရင် because subject နဲ့ပြောကြည့်အောင်ဘာဖြစ်လို့လဲဆိုတော့ငါကဂျပန်မှာအလုပ်လုပ်ချင်လို့ because I want to work in Japan ဘာဖြစ်လို့လဲဆိုတော့ငါကိုရီးယားမှာအလုပ်လုပ်ချင်တယ် because I want to work in Korea ဘာဖြစ်လို့လဲဆိုတော့ငါအင်တလုံးဝယ်ချင်တယ် because I want to buy a house ဘာဖြစ်လို့လဲဆိုတော့ငါကားတစ်စီးလိုအပ်လို့ because I need a car okay ပါအဲ့တော့ဒီလိုမျိုးရှင်းမပြောတဲ့နော်ဆရာတို့ဗာလဲဆိုရင်ဒီလိုတူတူလေးပေါ့နော်ဒီ2 by 1နဲ့လေ့ကျင့်မယ်because of ဆရာ noun ကပြီးလေ့ကျင့်မယ်ပြီး because of ဆရာ because ကို subject verb နဲ့နော်တွဲပြီးတော့ဆရာလေ့ကျင့်မှာဖြစ်ပါတယ်အဲ့တော့ဒါလေးဆရာ episode 17 episode 19ဖြစ်ပါတယ်အဲ့တော့အစီအစဉ်ထူးခြားတဲ့အစီအစဉ်တစ်ခုနဲ့ဆရာဘာလို့ပြောရွေးထားလဲဆိုရင်ဒီမှာဆရာစာကြောင်းနဲ့အများကြီးရေးပြလို့အဆင်မပြေဘူးအဲ့တော့ဒီမှာဆရာရဲ့ဒီ video file ကိုကြည့်ပြီးတော့အင်္ဂလိပ်စာလေ့လာနေကြတဲ့တငယ်ချင်းတွေကိုဆရာနော်အထူးခွင့်ရေးပေးထားတယ်ဘာလဲဆိုတော့ဒီ lesson note နော် lesson note တွေကိုဆရာရဲ့ Telegram သုံးဖို့နောက်ဆရာဒီ Facebook Messenger နဲ့ဆရာပြညှောက်ရမှာဖြစ်ပါတယ်ဖြစ်နိုင်မယ်ဆိုတော့ဆရာကိုဒီ Messenger မှာလာပြောလို့ရတယ် Telegram မှာလာပြောလို့ရတယ် Telegram တော့ဆရာ video file တို့နော်ဟိုပါဗောဒီသင်ခန်းစာ file note file တွေဆရာ share ပေးလို့ပို့အဆင်ပြေပါတယ်ဒါကြောင့်မို့ဆရာရဲ့ဒီနော်ဒီ Telegram link ဒီဆရာရဲ့ဒီဆရာ TikTok account မှာရှိတဲ့ bio link ထဲမှာဆရာပို့ပေးထားပါတယ်အဲ့ဒီကနေဆရာကိုလာဆက်သွယ်ပါဆရာကျွန်တော်တော့ဒီ video file လေးလာပြီးသွားပါဆိုဆရာ screenshot လေးလာပြပေးပါနော်လာပြပေးပါပြီးရင်ဆရာကိုဒီ episode 17နဲ့ပတ်သက်တဲ့ note လေးကျွန်တော်လိုချင်လို့ပါခင်ဗျကျွန်မလိုချင်လို့ပါခင်ဗျဆိုရင်ဆရာအဲ့ဒီကနေ share ပေးမှာဖြစ်ပါတယ်ဒါတော့ဆရာကျေးဇူးထူးတင်တော့အားဖြင့်ပါဆရာရဲ့ video ကိုအချိန်ပေးပြီးလေ့လာနေတဲ့တငယ်ချင်းတွေအတွက်ဆရာကအဲ့လိုလုပ်ဖို့ရည်ရွယ်ထားတာပါအဲ့တော့ note file ရတဲ့ခါကျရင်လည်းပဲကိုယ့်အတာကို
ဒီ note လေးပြန်ချရေးပြီးတော့လေ့ကျင့်ကြည့်ပါဒါဆိုရင်တော့အတိုင်းအတာတစ်ခုတွေဆရာတို့ထိရောက်ပါလိမ့်မယ်โอเคပါအဲ့ဒါဆိုရင်အခြေပေးကြည့်ရှုလေ့လာပြီးကြသင်ငယ်ချင်းအားလုံးကိုဆရာအထူးပဲကျေးဇူးတင်ပါတယ်ဆရာနောက်ဗီဒီယိုပါ